ကျမတို့ level တိုင်းမှာလေဒီ professional တွေကိုကြည့်လိုက်တယ်ဆိုရင်လုံးဝမဖြတ်ချင်တဲ့အဆင့်လေးတစ်ဆင့်ရှိတယ်။အဲ့ဒါကဘာလဲဆိုရင်အဲ့ဒီအဆင့်ကိုမဖြတ်ဘဲနဲ့လေကျမတို့ကဒီ professional ဆိုတဲ့ဒီ expert level ကိုမရောက်နိုင်ဘူးပေါ့နော်။ဒါပေမဲ့ကျမအပါဝင်လူတော်တော်များများမှာဒီအဆင့်ကိုဖြတ်ဖို့ဆိုရင်ဝန်လေးကြတာရှိတယ်။ဘယ်လိုပြောမလဲဒီ okay तू ကဒီကြော်ဖြတ်ဖို့အတွက်ကိုအချိန်ပေးဖို့မတန်ဘူးလို့ဒီစိတ်ထဲမှာခံစားရတာမျိုးလေးရှိတာပေါ့နော်အဲ့ဒီအဆင့်ကဘာလဲဆိုရင်လေဒီဆက်စဦးဆုံး beginner အဆင့်ပေါ့ beginner အဆင့်ကိုဒီ beginning ကိုမကြော်ဖြတ်ပဲနဲ့ကျမတို့က next step ကိုတွားဖို့မလွယ်ကြဘူးဘလို့ဖြစ်လို့လဲဆိုရင်လေ beginner အဆင့်မှာကိုကအခုကျမဆိုရင်ဗီဒီယိုစရိုက်ရတာပေါ့နော်ဗီဒီယိုစရိုက်ရတာဆိုရင်ဗီဒီယိုရိုက်တာနဲ့ကိုယ်နဲ့လုံးဝကို use လို့မဖြစ်ဘူးအဲ့ဒီအတွက်ကိုကျမရဲ့အရှိပိုင်းဗီဒီယိုတွေကိုတွားကြည့်လို့ရှိရင်ဘာဖြစ်လဲဆိုတော့လေ okay ကိုနည်းနည်းလေး use လို့မဖြစ်ခဲ့တာကိုမရဲခဲ့တာတွေကိုဗီဒီယိုတွေမှာကိုပြန်ပြီးတော့ reflect ပြန်တွေ့တယ်ပေါ့ဒီလားအခုဒီနောက်ပိုင်းဆိုရင်ပြောရဆိုရတာနည်းနည်းအဆင်ပြေလာတယ်ဘေးထဲမှာလူရှိတယ်ဆိုရင်တော့ကျွန်မပြောရင်းဆိုရဲဖြစ်လာတာပေါ့နော်အဲ့ဒါကကျွန်မကြော်ဖြတ်ခဲ့ပြီးတဲ့အဆင့်တစ်ဆင့်ဘာလို့သိသွားလဲဆိုရင်ကြော်ဖြတ်ပြီးသွားလို့သိသွားတာနားလည်သွားတာဒီအဆင့်လေးကိုလေအဲ့ဒါကတော့ကျွန်မလွယ်လွယ်ပြောလိုက်တာပေါ့ဗီဒီယိုရိုက်တဲ့အားလေးကိုနမူနာထားပြီးတော့ပြောလိုက်တာအဲ့လိုမှမဟုတ်ပဲねကျွန်မတို့ဒီဥပမာအိတ်ဆဲတင်တဲ့တက်တယ်ဆိုရင်ကျမတို့ကဘာရင်တက်ရလဲဒီ beginner အဆင့်ကိုအရင်တက်ရတယ် basic ကိုအရင်တက်ရတာ basic ပြီးတော့မှကျမတို့ advanced ကိုသွားလို့ရတာအခုဒီ English တစ်ခုခုဘာသာစကား language တစ်ခုခုကိုသင်တယ်ဆိုရင်လည်းအဲ့လိုမျိုးပဲကျမတို့က basic အရင်တက်ပြီးတော့မှနောက်တစ်ဆင့်ကို advanced ကိုသွားရတာပေါ့အဲ့ဒီအတိုင်းပဲကျမတို့ဘာအလုပ်ပဲလုပ်ဘယ် education ကိုပဲတက်သွားဘယ် business ကိုပဲတက်သွားအများနဲ့ကျမတို့မှာဘာကိုကြုံတွေ့ကြော်ဖြတ်ရလဲဆိုရင်လေဒီ beginner stage ကိုကြော်ဖြတ်ရတယ်အဲ့ဒါကြောင့်မို့တချို့တွေ business လုပ်တဲ့အခါမှာဆိုလဲအဲ့လိုပဲအရင်နည်းနည်းလေးနဲ့အရင်စပြီးတော့လုပ်တဲ့လူရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီ beginner stage မှာကိုသူတို့ risk အများကြီးမယူချင်ဘူးပြီးတော့အဲ့ဒီချိန်မှာသူတို့သင်ယူရမယ့်ဟာကိုဘယ်လိုပြောမလဲroom for learning ပေါ့ဒီလားအဲ့လိုမျိုးလေးလမ်းလုံးလို့ရမယ့်အရာလေးရှိနေတယ်ဒီလိုသေးသေးလေးကနေပဲစားကြတယ်ဒီ beginner အနေနဲ့ပေါ့နော်အဲ့လိုမျိုးပဲပြီးတော့မှသူတို့တဖြည်းဖြည်းသူတို့ကိုသူတို့ကြီးထွားရအောင် growth ဖြစ်အောင်လုပ်ကြတယ်ပေါ့အဲ့ဒီတော့ကျမပြောချင်တာကလေဒီအဆင့်ကမဖြစ်မနေကြော်ဖြတ်ရမယ်ဆိုတဲ့အတွက်ကိုဒီအဆင့်ကိုကျမတို့အချိန်ပေးဖို့လိုတယ်ဒီအဆင့်ကိုစိတ်ရှည်ဖို့လိုတယ်စိတ်မရှည်ဘူးဆိုရင်လေကျမတို့နောက်တစ်ဆင့် okay ဒီအဆင့်ဒီနှစ်မှာတော့2026ပေါ့2026မှာတော့ကိုက beginner ဖြစ်မယ်ဆိုလို့မလုပ်လိုက်ဘူးပေါ့အရာတခုမလုပ်လိုက်ဘူးဒါပေမဲ့2029 28ရောက်တဲ့အခါမှာလဲ beginner stage ကိုကြော်မဖြတ်ထားဘူးဆိုရင်လေ29ရောက်တဲ့အခါမှာလဲ